အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီရက်ပါကျွန်တော်ဒီနေ့နေဆက်ပေးသွားမှာတော့ကျွန်တော်တို့ပိုးရှည်တုန်းကငယ်ဘဝတုန်းကဂိမ်းတွေကိုပြန်စောကျင်တဲ့သူတွေအတွက်ကျွန်တော်ရွေးချက်ပေးထားတဲ့ဂိမ်းတွေ၄ဂိမ်းကိုကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အချို့ဂိမ်းတွေကကျွန်တော်ဖုန်းနဲ့ record လို့မရတဲ့အတွက်ကျွန်တော်နေပေါက်ပဲ record ထားနိုင်ပါနဲ့အဲ့တော့တိခန့်ပြီးကြည့်ပေးချပါအိုးမန်မူရီကိုပြန်ရကျင်နေဆိုတော့ကျွန်တော်ရွေးပေးတဲ့ဂိမ်းလေးတွေကိုပြန်ပြီးစောကျင်နိုင်ဖို့ပဲကျွန်တော် recommend ပေးပါတယ်အဲ့တော့ဘာဂိမ်းကြီးလဲကြည့်လိုက်ရအောင်နံပါတ်1 State War Legacy State War Legacy ကတော့ကျွန်တော်တို့2016 2019လောက်တုန်းကဖုန်းတွေတော်တော်စော့ခဲ့တဲ့သူဆိုရင်တော့ဒီဥစ္စာကိုတော်တော်သိကြမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီစကန်မှာဆိုရင်ဒါ strategy game ပေါ့နော်ဒီကောင်ကရွှေတူးလိုက်လူလေးထုတ်လိုက်ပြီးတော့ကိုလုံးရှင်တဲ့လိုမျိုးစက်တက်ကြီးလုပ်ပြီးတော့သွားတိုက်လိုက်ရုပ်ထုပြူရင်နိုင်ဖို့ဗျာအဲ့ဒီ game ကိုစော့ကြည့်ပါနော်အဲ့လိုမျိုးလေးပါအဲ့ဒီ game ကိုစော့ကြည့်ပါဘာဖြစ်လို့စော့ခိုင်းတာလဲဆိုတော့အဲ့ဒီ game ကကျွန်တော်တို့အခုနောက်ပိုင်းမှာ upgrade တွေအများကြီးပြောင်းလာလို့ပါနောက်ထပ်တစ်ခုကမေးစရာဒီ game ကိုကျွန်တော်တို့က hack ရောမစော့နိုင်ဘူးလား hack စော့လို့ရပါတယ်ကျွန်တော်တို့အဲ့ဒီကောင်ကိုမူလို့ရိုက်ပြီးတော့ online မှာ AR1 ဒေါ်ခွင့်ဆိုတာရှိပါတယ်အဲ့ဒီမှာသွားထောင်းလို့လည်းရတယ်ဆိုတာရပါတယ်ဒါမှမဟုတ်ကျွန်တော်ရဲ့မှာဒီ Telegram မှာ description မှာကျွန်တော် link တစ်ခုချပေးထားပါမယ်နော်အဲ့ဒီ link မှာလည်းကျွန်တော်တို့ State War Happy သားတွေအပြင်တခြားကျွန်တော်တင်ဆက်ပေးတဲ့ game တွေမှာ Happy သားတွေကိုကျွန်တော်တင်ပေးထားပါမယ်နော်ကဲတော့နောက်တစ် game ကိုသွားလိုက်ရအောင်နောက်တစ် game နာမည်ကတော့ Plan vs Zombie လို့ခေါ်ပါတယ်ဟုတ်ပါတယ် Plan vs Zombie ပါ Plan vs Zombie ကိုတော့ကျွန်တော်တို့ဒီတိုင်းသိကြမှာပါကျွန်တော်ငယ်တော့သားဆော့ခဲ့တာပေါ့ဗျာဟောလေ Zombie ကိုဗာလေပန်းမင်လေးနဲ့တိုက်တာပေါ့နော်အဲ့ဒီ game လေးကတော်တော်လေးကိုစော့လို့ကောင်းတဲ့ game ပါနော်ကျွန်တော်ငယ်တော့စော့ခဲ့တာနဲ့အခုတော့ feeling တော့မတူတော့ဘူးပေါ့ဗျာဒါပေမဲ့စော့ကြည့်ပါဒီ game ကလည်းတကယ်စော့လို့ကောင်းပါတယ်ဒီ game ကလည်း hack လို့ရပါတယ်နော်ဒီ game ဘာတွေ hack လို့ရလဲဆိုတော့ nature ဘန်းတွေပါ hack လို့ရပါတယ် okay အဲ့ဒီ game ကလည်းစော့လို့ကောင်းတဲ့ game လေးမလို့ကျွန်တော်စော့ကြည့်နေပါတယ်ဒီ game ကလည်း strategy game တစ်မျိုးပါ zombie တွေကို define ရင်းနဲ့စော့မယ်ဆိုတော့နည်းနည်းလေးတော့ကောင်းတာပေါ့ဗျာအိုးမန်ငွေပြန်ရခြင်းလည်းဒီ game လေးကိုစော့ကြည့်ရမှာအမှန်ပါပဲနော်ဒီ game လေးစော့ကြည့်ပါအခုမှစော့မှသူတွေရှိရဆိုနေစော့ကြည့်ဖို့ကျွန်တော် recommend ပေးပါတယ်ကဲနောက်တစ် game ကိုသွားလိုက်အောင်နောက်တစ် game ကတော့လူတိုင်းသိမှာဖြစ်တယ်ပါလေအဲ့ဒါကတော့ zombie ကချာပဲဖြစ်ပါတယ်ဟုတ်ပါတယ် zombie ကချာပါ zombie ကချာကတော့ကျွန်တော်တို့လူတိုင်းကိုသိတဲ့ game လူဖြစ်မယ်လို့ထင်ပါတယ်ကျွန်တော် zombie တွေဖြော်တယ်ဖြော်ရည်တွေဖြော်ပြီးတော့ရောင်းတယ်စီးပွားရေးလုပ်တယ်zombie တွေမရှိတော့ဘူးဆိုတော့ဖမ်းတယ်ဖမ်းရင်းနဲ့ကျွန်တော်စခန်းတွေအများကြီးပေါ့ဗျာအဲ့လိုမျိုးနဲ့စော့ရတဲ့ game မှာခုနောက်ပိုင်းမှာတော့ upgrade အသစ်တွေလည်းထွက်လာပါပြီအဲ့ဒီ upgrade အသစ်တွေကတော့နောက်ထပ်စခန်းအသစ်တစ်ခုပါလာတယ်ရောဗျာတခြားဟာတွေရောအများကြီးပဲပါပါတယ်ကျွန်တော်တို့အဲ့ကြောင့်မလို့ကျွန်တော်တို့ဘာတွေပါမလဲဆိုတော့ဟိုသွားစော့ကြည့်လိုက်ပါဒီ game ကလည်း hack လို့ရပါတယ်နော်ဒီ game hack တဲ့ happy သားကိုလည်းကျွန်တော်တင်ပေးထားပါမယ်ဟုတ်ကဲ့အဲ့ကြောင့်မလို့ကျွန်တော်တို့စော့ကြည့်ပါ zombie ကရှာလည်းတကယ်စော့လို့ကောင်းတဲ့ Avenger business game လေးပါနော်အဲ့ဒီ game လေးကိုကျွန်တော်စော့ကြည့်ပါနော်ကဲတော့ပထမအဦးဆုံး game ကိုသွားပါမယ်ပထမအဦးဆုံး game ကိုသွားပါမယ်နော်ပထမအဦးဆုံး game ကတော့လူတိုင်းသိကြတဲ့ဖြစ်တဲ့ Total Quintus ပဲဖြစ်ပါတယ်ဟုတ်ပါတယ် Total Quintus ပါကလန်အလူလို့ကျွန်တော်တို့သိခဲ့တဲ့ Total Quintus ပေါ့နော် Total Quintus ကိုကျွန်တော်တို့ကအခုလက်ရှိမှာပေါ်နေတဲ့ဖုန်းတွေနဲ့စော့လို့မရဘူးဗျအဲ့ဒီခုတော့နည်းနည်းစိတ်မကောင်းစရာကျွန်တော်တို့ဗျာဖုန်းကဘာရှင်းတအားမြင့်တဲ့ဖုန်းတွေနဲ့ဆို Total Quintus ရှင်မှာဘာရှင်းအသစ်ဖြစ်တဲ့ online မှာနိုင်ပါတော့လေ Total Quintus ဘာရှင်းအဟောင်းဖြစ်တဲ့ offline ကိုကျွန်တော်မနိုင်တော့ဘူးဗျရှိပါတယ်ဒီကောင်လည်းကျွန်တော်ခုနပြောတဲ့အတိုင်းဘာရှင်းမြင့်တဲ့အတွက်ကျွန်တော်ဖုန်းနဲ့စော့လို့မရတဲ့အတွက် record မရိုက်ထားခြင်းပဲဖြစ်ကဲတော့ဒီကောင်မှာ MB က 8.6 ပဲရှိရဆိုစဉ်းစားကြည့်လိုက်ဗျာ happy သားတော့မှ 9.6 ပဲရှိတာအဲ့ကင်းကအဲ့လောက်တော့မှ MB site နေပြီးတော့စော့လို့ကောင်းခဲ့တာကျွန်တော်မသိခဲ့ဘူးဒီကင်းကြီးကတကယ်ကိုစော့လို့ကောင်းတယ်တကယ်လို့ကိုကအစ်စ်မှာစော့ကျင်နေဆိုရင်လည်း Total Quintus လို့ရိုက်ပြီး down လိုက်သလို over ရှင်းစော့ကျင်နေဆိုလည်းကျွန်တော်ရဲ့မှာ channel မှာတင်ပေးထားပါမယ်နော်ကဲအဲ့တော့ကျွန်တော်ဒီနေ့တင်ဆက်ခဲ့တာကတော့ over ရှင်း all like ကိုပြန်ပြီးတော့အမှတ်ရစီတင်မဲ့ game တွေကိုကျွန်တော် sharing လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီ game တွေကို sharing လုပ်ပေးရတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ငယ်ဘဝကိုမေ့သွားမှာဆိုတာတချောင်းရယ် game တွေကဘလောက်ပြောစရာကောင်းလဲဆိုတာကိုသိစေချင်တာတချောင်းရယ်ပြီးတော့စော့လို့ကောင်းတာတွေတချောင်းရယ်အားအကြောင်းမလို့ကျွန်တော်တင်ဆက်ခဲ့တာပဲဖြစ်ပါတယ်နောက်ထပ် game တွေလည်းတင်ဆက်ပေးဖို့ရှိပါသေးတယ်နော်ကျွန်တော်အားပေးရဆိုရင် like and subscribe လေးလုပ်ခဲ့ပါကျွန်တော်ကတော့ဒီရက်ပါအားလုံးပဲဘိုင်ပါ